Hello, Tini là tốt chi mày mà nó. Còn có cách xinh holiday place. It's really nice. The weather is really nice. I have to. Nghe rất tốt ta. Ôi to là gì? Tí xí ra vào lòng cười mà là gì mà. Wow. Khá là chỉ cả nắm mà tập gì đấy. Chỉ cả nắm mà. Nhất này bánh đi à bà cao này. Tí đi tách một bù ấy. Chá tiêu toàn này ta đấy. Này à thì à giá lạ này đi mà. Xinh sủ to rồi nè. Thì này à midsummer sủ rồi lấy đi luôn nhớ bán biển lấy đi ô. Con là khủ à nó. Bán con là nhiều ô. Chú bì mà cáo áo vào nó. Cáo áo mà đi lấy chị. Cô ye anh cái mà bên tu nè. Mình phụ gia bà này vào nó. Là lúc bây giờ đượcပြောvậy. Tí này mà vào nó. Tí này chú khả nó spy bà mà. Khỏi đi mà là ký bà vậy. Chị nhà bỏ. Có cái gìခုနအိမ်ကနေလိုက်ကြည့်ရဒီထဲမှာတီးနေတဲ့လူနှစ်ယောက်ရှိတာကြောင့်မလာသေးဘူးအခုဒီမှာမရှိဘူးဆိုတော့ဒီမှာကြည့်ကြည့်ပါဟိုင်းတဒမ်တကွေးလုံးကြာမမြင်ရအောင်လေနော်တကွေးလုံးကြာဘယ်လိုရိုက်ပါရိုက်လို့မရဒါတော့ဇုံးနဲ့တော်တော်ဆွဲထားပြီခုမှပေါ့နော်ပြေးရရက်ကမကြသေးဘူးဆိုတော့အမြန်မပြေးနိုင်သေးပဲတော့ကိုပဲဗီဒီယိုကနေ speed တင်ပြီးတော့ပဲအမြန်ပြေးလိုက်ပါတယ်ပေါ့နော်ကြည့်ရင်ဘာမှမဟုတ်တာဒီလိုက်ဒီဘောလုံးကွင်းရလေးတော်တော်ကျေတော့ခါကျတော့တော်တော်ပြေးယူရတယ်ဒီလိုက်ဒီတပတ်ပတ်ဖို့လေးအနည်းဆုံးဘယ်လောက်ကြာလဲ3မိနစ်4မိနစ်လောက်ကြာပါတော့ဒီခါကျလို့ရှိရင်ပြေးနေနဲ့နားလိုက်လမ်းလျှောက်လိုက်နေပါတော့စုပါပုံမှန်ကအနည်းဆုံး10ပတ်လောက်တော့ပတ်ပြေးရပါတော့ဒါပေမဲ့10ပတ်ပြေးလို့ဟောရဲဆိုင်နေပြီဒီနေ့ကဗီဒီယိုလေးရိုက်နေဆိုတော့ပြေးလိုက်ပြီးလို့ရှိရင်ဗီဒီယိုလာကြည့်လိုက်ပါတော့အဲ့လိုနဲ့ပြေးနေအမောပြေးလိုက်နဲ့ဒီနေ့ကဘယ်နှပတ်လောက်ပဲပတ်ပြေးခဲ့ရတော့မမှတ်မိတော့ပါဘူးဒီမှာကဘောလုံးကွင်းနေရဝင်ပြီးတော့ပြေးလို့ရလားဆော့လို့ရလားဆိုဝင်လို့လည်းရတယ်ပြေးလို့လည်းရတယ်ပေါ့နော်
တော့ခတ်ထားတယ်ဆိုတာမရှိဘူးပေါ့နော်အဲ့ဒီဘသူဘောလုံးကွင်းဟိုဘက်မှာလည်းနောက်ထပ်အဲ့လိုမျိုးပါလေ skate စီလို့ရတဲ့နေရာသူတို့အခါကြလို့ရှိရင်အမှဟော်ကီဆော့တယ်ပေါ့နော်ဆောင်းရာသီဆိုလို့ရှိရင်အမှသူတို့ဟော်ကီဆော့တဲ့နေရာလည်းရှိတယ်အဲ့လာကြီးလည်းမပိတ်ထားဘူးပေါ့နော်ဒီမှာဆိုတော့တချို့ကလေးတွေဆိုဒီမှာစပိန်နေလာစီရပါတော့တသေးလေးတွေဆိုပြီးရင်တခါကြလို့ရှိရင်ဒီနားမှာအမြင့်ခုံတာလားအဲ့လိုမျိုးလည်းလာပြီးတော့လောက်ကြပါတယ်တခါကြရင်ဒီမှာကစားပွဲတွေရှိရဲကစားပွဲတွေလည်းကစားကြပါတယ်ဆိုတော့ကောင်းပါတယ်ဟာနေကြည့်ပြတဲ့ကျေးဇူးများတင်ပါတယ်မွိုက်ကာ